14နှစ်15နှစ်နိုင်ငံခြားကိုမိဘတွေကပတ်စံလိုချင်လို့လွတ်တယ်မလေးရှားသွားထိုင်းသွားကျွန်တော်တို့ကလေးတွေသူများနိုင်ငံမှာရင်ခုန်ဝင်မရရှာဘူးဗျလုံးလျက်ကဲလျက်9 ပန်းလှေပေါ်ရောက်သွားရင်သေဖို့သာပြင်တာသေတာပါပဲသူများရဲ့အလုပ်ရုံတွေမှာခိုင်းသမျှအကုန်လုံးရတာဗျကိုရွာမှာကိုသေရွက်ကလေးလုံးရှိခြင်းနဲ့ရီးပစေအတန်ကလေးတွေကြားရင်ခုန်နေခုန်ပါစေအခုနတော့ကနိုင်ငံခြားသွားပြီးတော့မိဘတွေလောဘစောတိုက်ပြီးတော့အတင်းခိုင်းထားတဲ့ကလေးပညာလည်းမသိရလူငယ်တယောက်ရဲ့ဘဝကြီးလာလို့မှဒါကလေးတွေနှလုံးသားရေးရတဏ္ဍတတာပြန်ပြောစရာမရရှာကြတော့ပါဘူးအဝိုင်းရွာကလူငယ်တွေကိုရွာကလေးနဲ့ကိုနေကြပါပညာသင်ကြပါဗျစာကြည့်တဲ့ကလေးမှာစောက်တွေငှားကြပါဗျဖတ်ကြပါဗျသိရလှုပ်တာမြင်ကြီးချင်းရီလိုက်ပါဗျအတန်ကလေးတွေကြားရင်ခုန်လိုက်ပါဗျအဲ့ဒါလူငယ်ရဲ့ဘဝပါပဲ